အနာကနောင်ဘဝတွေလည်းအရှိကြီးဒီနေ့ကျွန်တော်တို့လူသားတိုင်းတနေ့တည်ရမယ်လို့ရှိတယ်ပစ္စည်းသင်္ခါရလူသင်္ခါရအခုဒီမှာရောက်ရှိလာကြတဲ့လူများအားလုံးနောက်နေ့ခရစ်မတ်နဲ့ဆီချင်မလဲရှိလို့အဆီချင်မလဲရှိလို့ဒါလူသင်္ခါရပစ္စည်းသင်္ခါရကဲဟုတ်ပြီဒီနေ့မွေးနေ့ရှင်ဟာသူများအတွေ့ဘူးငါတွေ့ပါငါမိသားစုတွေ့ပါငါအင်းတို့ဒါတမန်ကျန်ဆိုင်ဟုတ်ပြီတခုတော့ရှိတယ်ငါတို့ကိုတားနဲ့တနာတော်မူပြီးတဲ့ဒီတနာတော်မူပြီးဆိုတဲ့စကားလုံးကိုကြည့်လိုက်တဲ့အခါမှာကဲဒီမှာကြည့်လမ်းမှာတွားဖို့ကြလားတနာတော်မူပါဆိုတဲ့စကားလေးကိုကြားဖို့ကြလားကြားဖို့ပါတယ်အဲ့ဒါဆိုရင်ပါအတိုက်ပဲလေဟဲ့တနာတော်မူပါဆိုရင်တို့ကိုပါပြောချင်တဲ့သဘောလေပေပါကံပါမဆာတော်မူပါတနာပါဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်လို့တယောက်ကအဲ့ဒါကိုတနာပြီးတော့တစ်ခုကိုပေးလိုက်ပြီဆိုရင်အဲ့ဒါတနာခြင်းလို့အဲ့ဒါကြောင့်တနာတော်မူပြီတဲ့တာတော်ကိုကျွန်တော်တို့ကိုတနာတော်မူပြီပေတော်မူပြီမဆာတော်မူပြီကျွန်တော်တို့ကောင်းကျူးဒီအတွက်မလောက်ဆောင်နိုင်တဲ့အရာတွေမလောက်နိုင်တဲ့အရာတွေအတွက်ဖယားသခင်ကတာတော်ယေရှုကိုဒီနေ့ငါတို့အားလုံးကိုတနာတော်မူပြီအဲဆိုရင်သူယေရှုကပါလေအခုဒီမှာတနာပြီးတော့လက်ဆောင်ရချက်မဟုတ်လားဒီမှာဒီဆန်အဲဒီပါရရချက်တော့စီဒီပါရအချူဒီပါရဟုတ်တယ်မဟုတ်လားဆိုရင်ဒီယေရှုရဲ့တန်ဖိုးကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုပေးလိုက်တဲ့ယေရှုရဲ့တန်ဖိုးကျွန်တော်တုံးချက်ပဲပြောပထမလောကထဲမှာရှိသမျှတို့အရာများအားလုံးတဲ့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုတနာပေးလိုက်တဲ့ယေရှုဟာတန်ဖိုးအကြီးဆုံးဖြစ်တယ်ဟာလေလုယာလောကမှာယေရှုလောက်တန်ဖိုးကြီးတဲ့တစ်ခုမှမရှိဘူးအင်းဒီပြောင်းမယ်ကားဒီပြောင်းမယ်တိုက်ဒီဓာတ်ဒီကြောက်စင်းဒီဆွေဒီမွေဒီဓာတ်ဒီပြောင်းမယ်ဖူးအရာဒီအလုံးကတင်းရဲ့ဘဝတမလူတွေအာမခံပေးနိုင်တဲ့အရာဒီလောကကြီးတော့မှတင်းရဲ့အနာဂတ်အတွက်မျိုးရင်းချက်အာမခံချက်ပေးနိုင်တဲ့အရာမရှိဘူးယေရှုတပါးတီးတာလေတင်ဘဝယခုဘဝနောင်ဘဝထာဝရအာမခံပေးနိုင်တဲ့သားတော်ဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ယေရှုဒီအကြီးမားဆုံးတန်ဖိုးအကြီးဆုံးတော်လက်ဆောင်ဖြစ်တယ်ဟာလေလုယာယေရှုလောက်ဘယ်အရာမှတန်ဖိုးမရှိယေရှုလောက်ငါတို့ဘဝကိုအာမခံချက်ပေးနိုင်တဲ့အရာတစ်ခုမှမရှိဘူးဆွေငွေခဏတာသင်္ခါရပျက်စီးမယ်အဲ့ဒီအရာဒီမပြောနဲ့တင်းရဲ့ဘဝတော်မှာတနေ့ပျက်စီးလိမ့်မယ်ယေရှုဒီသာဝရအတွက်အာမခံပေးတဲ့ဖယားသားဖြစ်တဲ့အတွက်ကြောင့်ဒါဘုရားယေရှုဖြစ်တယ်နံပါတ်2သူလက်ဆောင်ဒီသူယေရှုဒီသာဝရအသက်ရှင်တော်သားတော်ဖြစ်တယ်။ကျွန်တော်ပြောပြီးပြီ။အတမ်ဘုအကြီးမားဆုံးသောအရာဖြစ်တယ်။သာဝရအသက်ရှင်တော်ဘုရားဖြစ်တယ်။နောက်ဆုံးနံပါတ်3ချက်သူဒီကျွန်တော်တို့နဲ့အမဲအတူရှိတော်ဖယားရဲ့သားတော်လက်ဆောင်ဖြစ်တယ်။ယေရှုကပြောတယ်တင်တို့နဲ့ငါအမေတန်ရှိနေမယ်သူယေရှုဖျားသည်ကျွန်တော်တို့စီးရဲနေတဲ့ချိန်မှာလေကျွန်တော်တို့နဲ့အတူနေတဲ့ဖျားဖြစ်တယ်ဖျားသားသူယေရှုသည်ဘယ်နေရာပဲရောက်ကျွန်တော်တို့နဲ့အမေတန်အတူရှိတော်ဖျားသားတော်ဖြစ်တယ်သူလက်ဆောင်သည်အခုဒီမှာလက်ဆောင်ရယူကြမယ်နော်ခဏလေးကျွန်လက်ဆောင်ယူကြမယ်သာဝရရှိတဲ့လက်ဆောင်တ
တန်ဖိုးဒီလောကနဲ့ထက်ကြီးတဲ့လက်ဆောင်တစ်ခုမှလည်းမရှိဘူးဒီနဲ့အမေရိကန်ရှိနိုင်တဲ့လက်ဆောင်လည်းတစ်ခုမှမရှိဘူးပြောလိုက်နဲ့ဆန်နဲ့ချက်လိုက်မယ်နော်ချက်လိုက်ပြီးအဲ့ဒါပတ်စပ်တဲနဲ့ထည့်လိုက်ပြီးဘယ်လောက်ကြာလောက်နေမလဲခင်ဗျာညားနေတူဒီဆန်ကအများဆုံးမှ2ရက်ပေါ့စင်တိုင်းနေမှာဖြစ်တာမလဲသူဘာဖြစ်မလဲသူဒါပါလေသူဘာဖြစ်မလဲအဲ့ဒါကြောင့်ဆရာတယောက်ကပြောတယ်လေထဲဖို့ကငါလူတဘောဟောခဲ့ပြတ်သွားပြီးတော့သူ့တဘောခင်ဗျားမထင်နိုင်ဘူးနော်ဘယ်လိုမှထင်လို့မရဘူးအခဏနေအောင်ကျွန်တော်မအသေးဘူးနေလိုက်ပါခဏမရဘူးဒီလိုထဲဖို့ပဲခင်ဗျားတာဝန်ရှိတယ်ပြန်ထွက်ဖို့ကသူ့တဘောအဲ့ဒါတော့မထင်နိုင်ဘူးဒါပေမဲ့ယေရှုတို့ပြပေးတဲ့လက်ဆောင်ကအမေတာကျွန်တော်တို့နဲ့အတူနေတဲ့ဖခင်ဟာလေလုယာအဲ့ဒါကြောင့်နံပါတ်1တန်ဖိုးယေရှုတော်လက်ဆောင်ဟာဝရအသက်ရှင်နေလို့လက်ဆောင်ကျွန်တော်တို့ရဲ့အမေရှင်နေတဲ့လက်ဆောင်ကဒီနေ့မွေးနေ့ရှင်ယေရှုခရစ်တော်သားဖြစ်တယ်အာမင်ကဲဟုတ်ပြီနံပါတ်1ချက်ကျွန်တော်သွားတော့မယ်ကိုကြီးကြည့်ပြီနော်ဆိုရင်ဒီလက်ဆောင်ယေရှုဒီသားတော်ကိုကျွန်တော်တို့ပါတွေ့ကြုံပေးတာလေ။အားကြောင့်ဖခင်သခင်ကရွေပြီးတော့နော်ကျွန်တော်ဖြစ်တော့အဲ့ဒီသားတော်ထဲဆွေကျူးကြီးကျွန်တော်ကြိုက်မှာပေါ့ဟုတ်လား။ MG ဆိုတာလေရတယ်။ MG ဒီတိုက်ဒီတာဒီကားဒီဘာဒီမပေးဘဲနဲ့ဘာကြောင့်ယေရှုသားတော်ကိုကျွန်တော်တို့ကိုပေးလိုက်ရတာလေ။အဲ့ဒါကြောင့်အရေးကြီးတယ်။ဟုတ်ပြီခင်ဗျားတို့လည်း online တလောက်အော်စောနိုင်တလောက်စောကျွန်တော်လည်းဒီမှာ online တလောက်အော်မယ်နော်။ရတယ်မဟုတ်လား။အပြန်အော်ကြရအောင်နော်။ပြန်အော်ကြမယ်။ဒါလေအပြန်အော်မယ်နော်။ဟုတ်ပြီ။ခင်ဗျားတို့ငင်လေလေတရားဟောတာကတူလေလေခင်ဗျားတို့စကားပြောလေလေတရားဟောတာကကြားလေလေနော်။အဲ့ဒါကြောင့်မြန်ရက်ဆက်ချင်ရင်နည်းကြဒါမှကျွန်တော်ဟိုးနိုင်တယ်3နိုင်4နိုင်5နိုင်ဟိုးနိုင်တယ်ကျွန်တော်ခင်ဗျားတို့စကားပြောနေကျွန်တော်လည်းဟောမယ်တယောက်ပြန်မနောက်ဆုံးဒီကစားကျွန်တော်ပဲယူမှာအဲ့လောက်ထိကျွန်တော်ဟောနိုင်တယ်ဘာမှမကြောက်ဘူးဟောမယ်မူချပ်တဲ့ဟောမယ်တနည်းမစားရဟောလို့ရတယ်ပြန်ကြမယ်ဟာခင်ဗျားပဲထိုင်နိုင်မလားစကားပြောနိုင်မလားကျွန်တော်ပဲမတည့်ရနိုင်မလားအဲ့ဒါကြောင့်ခင်ဗျားမြင်လေတရားဟောချက်ကဒူလေခင်ဗျားစကားပြလေကျွန်တော်လည်းများပြောလေအဲ့ဒါကြောင့်ဒီလက်ဆောင်ကိုနောက်ဆုံးပြောက်ထရတဲ့ဒီလက်ဆောင်ဟောနိုင်တယ်နော်ဟုတ်ပြီအပြစ်မကဲချက်မဲ့သူတဲ့